တရားနာပြည်သက်တွေကိုတော့ဥစဉ်သဘောကျတဲ့ကုသိုလ်လေးတွေကိုပြောပြသွားအောင်နော်အဲ့တော့ကံကိုပြင်ဖို့အတွက်ဘလောက်ပဲကံနေဆိုနောက်ဆုံးပေခြင်းလောက်အောင်ဆိုဒီကံကိုပြုပြင်ယူလိုက်ပါပြုပြင်ယူလို့ရှိရင်ကံတွေကကောင်းလာပါတယ်နော်အဲ့တော့ကုသိုလ်6မျိုးနဲ့သာပြုပြင်ယူလိုက်အဲ့ဒီကုသိုလ်6မျိုးကဘာတွေလဲဆိုတဲ့အခါကျတော့ဒါနရဲ့သီလရဲ့ဂုဏ်တော်ရဲ့မေတ္တာရဲ့ဝိပဿနာရဲ့ရွတ်ဖတ်မှုရဲ့ပြန်ပြောကြည့်မယ်နော်ဒါနရဲ့သီလရဲ့ဂုဏ်တော်ရဲ့မေတ္တာရဲ့ဝိပဿနာရဲ့ရွတ်ဖတ်မှုရဲ့ဘယ်နှမျိုးလဲ6မျိုးအဲ့တော့ကိုယ့်ကိုအဋ္ဌံလိုက်ငါတနေ့ကိုကုသိုလ်6မျိုးရစေရမယ်ဆိုပြီးတော့မှအဋ္ဌံလိုက်အဋ္ဌံပြီးတော့မှမနဲ့အိယာထနော်ကိုလည်းတန့်စင်မိတဲ့အခါဘုရားခန်းထဲကိုသွားလိုက်သွားပြီးတော့မှမြတ်စွာဘုရားကိုရေကတ်လိုက်ဒါဆိုလို့ရှိရင်ဒါနဖြစ်မသွားဘူးလားဖြစ်သွားတယ်နော်ရှင်1000နေရှင်1000နေပြုမှနောက်တခါနော်ဒီကျောင်းလေးဆောက်လို့မှဒါနမဟုတ်ပါဘူးနော်မြတ်စွာဘုရားရေကတ်လိုက်ရင်လည်းပဲဒါနဖြစ်သွားတာပဲအဲ့တော့ခဲ့ရလားနောက်ဒုတိယကဘာလဲတီလာနော်၅ပါးတီလာလေးကိုယူလိုက်နောက်တစ်ခါနံပါတ်3ကဂုံတော်ကို9မိနစ်ပွားလိုက်နော်ဂုံတော်ပွားတဲ့အခါမှာအရဟံလေးနဲ့ပွားရင်လည်းပဲအဆင်ပြေပါတယ်နော်အရဟံမှာအနှစ်က3မျိုးနဲ့ပွားဖို့အရဟံပူဇော်ထုကိုခံယူတော်မူထိုက်သောမြတ်စွာဘုရားအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံစိတ်ကိုရရောက်နိုင်ပင်မကောင်းမှုကိုပြုတော်မူသောမြတ်စွာဘုရားဆိုပြီးတော့မှဂုံတော်ကို9မိနစ်ပွားနောက်တစ်ခါနံပါတ်4ကပါတော့မေတ္တာကို9မိနစ်ပွားနော်နောက်တစ်ခါဝိပဿနာကို9မိနစ်ပွားအဲ့တော့ဂုဏ်တော်9မိနစ်မေတ္တာ9မိနစ်ဝိပဿနာ9မိနစ်ဆိုတော့အားလုံးပေါင်းဘယ်နှမိနစ်လဲ15မိနစ်အဲ့တော့မနေ့ပိုင်းတာရောက်တာနဲ့မနေ့ပိုင်းမှာတည်းမှာကုသိုလ်ဘယ်နှမျိုးရသွားတာလို့5မျိုးရသွားတာနော်အဲ့မှာမေတ္တာပွားတဲ့နေရာမှာလည်းပဲကိုအရင်ပွားပြီးလို့ရှိရင်ဒုတိယအနေနဲ့ကျေးဇူးအများဆုံးပုဂ္ဂိုလ်တွေကိုပွားနော်ကျေးဇူးအများဆုံးပုဂ္ဂိုလ်တွေဆိုတော့အဖေအမေတို့နော်ကိုဦးလေးအတော်တို့ဆရာသမားတို့စသဖြင့်အကိုလိုက်ပွားပေါ့နောက်အလုရှင်တို့စသဖြင့်ပွားပြီးလို့ရှိလို့ရှိရင်ကိုဆောင်နာအိမ်ဆောင်နာလမ်းဆောင်နာမျိုးဆောင်နာနောက်တစ်ခါတန်တရာဆက်မှာတော်ဆက်ခဲ့တဲ့မိအောင်ဖောင်းအကုန်လုံးပွားဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့နတ်ကောင်းနှမျက်တွေပွားခိုင်းရတာလဲဆိုတဲ့ခါကျတော့နတ်ကောင်းနှမျက်တွေကိုမေတ္တာပို့ပေးလို့ရှိလို့ရှိရင်ကုညီနိုင်တဲ့နတ်တွေကကိုယ်ကိုကုညီလိုက်မယ်နော်အဲ့တော့နတ်ကောင်းနှမျက်တွေကိုလည်းပဲပွားပါနော်အဲ့တော့ဒါဆိုလို့ရှိရင်မနေ့ပိုင်းမှာကုသိုလ်5မျိုးရသွားပြီဟောညနေပိုင်းလည်းရောက်တော့နံပါတ်6ကုသိုလ်ကပါလဲရွတ်ဖတ်မှုအဲ့တော့ကိုကြိုက်တာကိုရွတ်ပဋ္ဌာန်းပဲရွတ်မေတ္တာတုတ်ပဲရွတ်ဒီဝတ္တပတိနဲ့အဋ္ဌာဏမေတ္တံကာရပဲရွတ်ကြိုက်တယ်လို့ရွတ်နော်အဲ့တော့ညနေပိုင်းလေးရောက်တဲ့ခါမှာရေလေးချိုးပြီးတော့မှဥမာထားပါတော့ကိုကဒီဝတ္တပတိနဲ့အဋ္ဌာဏမေတ္တံကာရကိုသဘောကျတယ်ဆိုလို့ရှိရင်လည်းပဲဒီဝတ္တပတိကာရကို108ခေါက်အဋ္ဌာဏမေတ္တံကာရကို9ခေါက်ရွတ်လိုက်ပေါ့နော်ဒီဝတ္တပတိနဲ့အဋ္ဌာဏမေတ္တံရဲ့သဘောကဘယ်လိုလဲဆိုတဲ့ခါကျတော့ကောင်းကျိုးကိုလိုချင်ဒီဝတ္တပတိကိုရွတ်ဆိုးကျိုးကိုကာကွယ်ခြင်းအဋ္ဌာဏမေတ္တံကာရကိုရွတ်နော်အဲ့ဒါလေးကိုရွတ်လိုက်